ရုံရှိကိုရောက်တဲ့အခါမှော်ရီထဲကနေလူတစ်ယောက်ရုတ်တရက်ပေါ်ထွက်လာပြီးကျွန်တော်တို့ရှိရာကိုချစ်ကပ်လာပြီးတော့တငယ်မကိုမန်းင်းညွတ်ဆိုတာမှတ်တယ်ဟုတ်ပါသလားခင်ဗျာဟုတ်ပါတယ်ရှင်ဒီကနောင်တော်များကမန်းင်းညွတ်မိတ်ဆွေများလားဗျာဟုတ်ပါတယ်ရှင်လို့ပြောရင်ထို့သူလဲကျွန်တော်နဲ့မောင်ဆန်ရှားတို့ကိုအတန်ကြာအောင်ဆက်ရွက်ကြည့်ပြီးတိခက်မှာမန်းင်းညွတ်ခင်ဗျာကျွန်တော်တစိတ်မေးပြရစီဒီကမိတ်ဆွေများကပလိတ်အရာရှိများမဟုတ်ပါဘူးနော်မဟုတ်ပါဘူးရှင်စိတ်ချပါထိုအခါထိုသူလဲပါဇက်ကိုလက်ဖြစ်ကပ်ပြီးသုံးချိန်များလေးချွန်လိုက်တာတယ်အမိုးကားတို့နဲ့လုံကျုံစွာအုံမိုးကာရန်လက်ရှိတဲ့မော်တော်ကားတစ်စီးဟာရုတ်တရက်ဆက်ရောက်လာပြီးကျွန်တော်တို့ရဲ့အနီးမှာရပ်ပါတယ်ပြီးတော့ထိုသူလဲမော်တော်ကားမောင်းတဲ့သူနဲ့အတူရှေ့ကနေထိုင်ပြီးကျွန်တော်တို့ကိုတက်ဖို့အတွက်လက်ပြလိုက်ရတွင်ကျွန်တော်တို့သုံးဦးလဲမော်တော်ကားအတွင်းကိုဝင်ရောက်ကြပါတယ်ပြီးနောက်မော်တော်ကားဟာလျင်မြန်စွာမောင်းနေပြီးကျွန်တော်တို့ဟာမြည်သည့်ကိစ္စနဲ့ဘယ်သို့သောအရက်ကိုတွားရောက်ရသည်မသိပဲမျက်စိမှိတ်လျက်လိုက်ပါသွားကြရပါတယ်မော်တော်ကားလည်းထွက်လာတာနဲ့တပြိုင်နက်မြောက်ရက်ကိုမျက်နှာမူပြီးထွက်လာခဲ့ရာကြီးမနိုင်ကိုကြော်လွန်ပြီးကျွန်တော်သင်းချိုင်းဘက်ကိုလွန်ပြီးနောက်ကုတ်ကိုင်းကန်ကိုရှေးတူရှူမျက်နှာမူလျက်လာခဲ့ပါတယ်ဒီလိုအေးစိတ်ကိုသွားရလမ်းမကြီးတိုင်းမောင်းနေလာခဲ့ရာခရီးတန်ငယ်ပေါက်ရောက်ခဲ့ပြီးမော်တော်ကားဟာရုတ်တရက်အရှိတ်တက်ပြီးတော့ဝင်းချမ်းကြီးတစ်ခုအတွင်းကိုဝင်ပြီးအလွန်တရာကောင်းမွန်ကြီးမားတဲ့ဘူအင်ကြီးတစ်ဆောင်ရှိမှရက်တန့်လေပါတယ်မော်တော်ကားရက်တာနဲ့တပြိုင်နက်ကလားလူမျိုးအစီကံတယောက်လည်းအပြင်ကိုထွက်လာပြီးတခင်ကစောင်းဆဲလက်ရှိချောင်းပြောဆိုပြီးရင်ကျွန်တော်တို့ကိုခေါ်ငင်သွားရကျွန်တော်တို့လည်းကလားအစီကံနဲ့အိတ်တွင်းကိုဝင်သွားကြပြီးနောက်တခုသောအခန်းတွေကိုဆက်ရောက်ကြပါတယ်အဲ့ဒီအခန်းထဲမှာအလွန်တရာကောင်းမွန်လာတဲ့ဗီဒီယိုတွေကော်စောကြီးခန်းစည်းကြီးအစရှိတာတို့ကိုတောက်ပါစွာထုံးလင်းလျက်ရှိတဲ့ဓာမီရောက်မှာအလွန်တရာသားနာစွာရှိနေသည်ဖြစ်ရာတခုသောပက်လက်ကလေးထိုင်းနိုင်ထိုင်းလျက်ရှိတဲ့လူတစ်ယောက်လည်းကျွန်တော်တို့ကိုကြွကြပါခင်ဗျာထိုင်ကြပါခင်ဗျာလို့စားသဖြင့်နေရာထိုင်ခင်းပေးကဧည့်ခံပါတယ်ထိုသူဟာအသက်ပေမကြီးလာတော့ညာလဲဦးကောင်းအလဲမှာသပင်တို့ဟာတပေမြမပေါက်ပဲပြောင်လက်စွာရှိလက်စကားပြောတဲ့အခါမှာလဲမျက်နှာကိုရှုပ်မဲပြီးပြောဆိုတတ်ပါတယ်ထိုသူဟာနှုတ်ခမ်းတွဲတွဲသွားခေါ်ခေါ်ရှိနေသည်ဖြစ်ရာရေမောတဲ့အခါမှာလဲမိမိရဲ့သွားတွေကိုလူမြင်ပြီးဆိုးတာကြောင့်လက်တစ်ဖက်နဲ့ပါဇက်ကိုဖုံးကွယ်ပြီးရေမောလေးရှိပါတယ်ကျွန်တော်တို့ဟာကလထိုင်တစ်ခုစီမှာထိုင်ကြပြီးထိုသူကမရင်းညွတ်ဆိုတာမှတ်တယ်ကြားဘူးပါရဲ့ခင်ဗျာလူကိုယ်သားအခုမှမြင်ဘူးရပါတယ်ကျွန်တော်နာမည်ကတော့မောင်ဘိုးကဲပါတယ်ခင်ဗျာဂျမတာဦးထွန်းကျော်ရဲ့သားပါပဲသားချင်းသမီးချင်းမတွေ့မမြင်ဘူးကြပေမဲ့လည်းအဖချင်းကတော့အင်မတန်မှအကျွတ်တဝင်ရှိခဲ့ကြဘူးပါတယ်မရင်းညွတ်ဗျာမရင်းညွတ်လည်းတီးပြီးပြီထင်ပါရဲ့သိပါတယ်ရှင်ဒါထက်ဒီကနှစ်ယောက်ကမရင်းညွတ်ရဲ့မိတ်ဆွေများပဲမှတ်ပါတယ်မှန်ပါတယ်ရှင်ဒီကဦးဆန်ရှားတဲ့ဟောတာကတော့ဦးသိမ်းမောင်တဲ့ကျွန်တော်ပေးလိုက်တဲ့စားကိုရရဲ့နော်ရလို့မှားတဲ့အတိုင်းလာရောက်ခြင်းဖြစ်ပါတယ်တခြားကိစ္စမဟုတ်ပါဘူးဗျာမင်းညွန့်အဖေဦးသာဟန်ကိစ္စပေါ့ဦးသာဟန်တော့မရှိရှားတော့ဘူးဒါပေမဲ့လေမင်းကလေးရတဲ့ညခွင့်ရှိသလောက်ကိုတော့ကျုပ်ကိုဘိုးရွယ်ကဘလို့ပဲကန့်ကွက်ပေမဲ့ကျုပ်ကမရရအောင်လုပ်ပေးပါမယ်ဗျာစိတ်သာချမိတ်ဆွေများပါလာကြတာလဲခက်ကောင်းကောင်းပါပဲကျွန်တော်ပြောသမျှကိုတက်သေးအနေနဲ့နားထောင်မှတ်သားကြပါဒါပေမဲ့လေခင်ဗျားတို့ပလိဖြစ်မဟုတ်ကြပါဘူးနော်ပလိပါရင်တော့ဘိုးရွယ်ကပြောလို့မရပေဘူးဗျသူကလူသိမှအင်မတန်ဆိုးတယ်စိတ်ချပါမိတ်ဆွေကျုပ်တို့ကတော့အင်မတန်စကားလုံးတဲ့လူတွေပါဗျာကောင်းပါလေဗျာကောင်းပါလေရဲ့ဒီလိုခင်ဗျရှေးဦးစွာမင်းညွတ်ထံကိုကျွန်တော်စာရေးပြီးပို့ခဲ့စဉ်အခါကကျွန်တော်နေ့ရက်ကိုတခါတည်းထည့်ပြီးရေးပေးလိုက်မယ်လို့ကြံစီလိုက်ပါတယ်ဒါပေမဲ့ရှုပ်ရှုပ်ရှက်ရှက်လူမျိုးတွေခေါ်လာမှကျွန်တော်ကစိုးရိမ်လို့နေ့ရက်ကိုတခါတည်းမပြောသေးပဲကျင်းတဲ့အောင်ကျွန်တော်လူကကြည်ပြီးတဲ့အခါမှခေါ်ခဲ့ဖို့စီမံခဲ့တာဗျတခြားကြောင့်မဟုတ်ပါဘူးဗျာကျွန်တော်ကစူးစူးညံ့ညံ့ရှုပ်ရှုပ်ရှက်ရှက်ကြိုက်တဲ့လူမဟုတ်ဘူးဗျာပလိတ်တွေခေါ်လာခဲ့မှဖြစ်အလကားစူးစူးညံ့ညံ့ဖြစ်ကုန်ကြမှာကျွန်တော်ကစိုးရိမ်လို့ပါကောင်းလာပါပြီရှင်ဒါပေမဲ့လည်းအချိန်ကနည်းနည်းလင်းလို့မို့ကိစ္စကိုမြင်မြန်တစ်စိတ်လောက်ပြောပါလားရှင်တောင်းပန်မရစေစိတ်ချပါပြောပါမယ်ဒါပေမဲ့နည်းနည်းတော့အချိန်ကြာလိမ့်မယ်ဗျတင်းကြီးတော့ခံပေးဗျာမင်းညုံမှာလည်းအဖေါ်တွေပါသားပဲဒီကကိစ္စပြီးရင်အကူကြီးဘိုးရွယ်စီသွားကြရအောင်ပါဗျကျွန်တော်ကအင်မတန်လောဘကြီးတဲ့လူတစ်ယောက်ပဲမနေ့စစ်တက်ကြအောင်ပါစိတ်ထွက်ပြီးစိုးမဖြင့်ကျုပ်ကအင်မတန်ကြောက်စရာကောင်းတဲ့လူဗျဘလို့များအပြောဆိုကြက်တဲ့လူတစ်ယောက်မှမသိပါဘူးဗျာခင်ဗျားကဘယ်ရက်မှာလဲဗျမြို့ဘက်လမ်းမှာဗျာကဲဒါဖြင့်သွားမယ်တူတူတခါတည်းသွားကြစို့လားဗျာဒီလိုလည်းမဖြစ်ဘူးဗျခင်ဗျားတို့ကိုပြုံးကနေကျွန်တော်ကခေါ်သွားပြီးရင်သူကဘာပြောအောင်မယ်ကျွန်တော်လည်းမသိတတ်ဘူးဒီပြင်တစ်ချက်ကလည်းဒီအဖြစ်အပျက်တွေကိုကျွန်တော်လည်းအကုန်စင်မသိသေးဘူးဗျသိသလောက်သာကျွန်တော်သိတယ်ဒီတော့ကျွန်တော်သိသလောက်ကိုကျွန်တော်ကပြောပြပြီးဘယ်ပုံဘယ်နည်းစီမံကြမယ်ဆိုတာမိတ်ဆွေတို့ကဆုံးဖြတ်ကြစေခြင်းလေဗျာကဲဗျာပြောစရာရှိတာမြန်မြန်ပြောစမ်းပါပြောပါမယ်ဗျာကျွန်တော်တို့အဖေကလွန်ခဲ့တဲ့စေကြီးအတွင်းမှာစစ်မှုထမ်းရွက်ခဲ့ပါတယ်ဗျာ
စစ်ဖြစ်တဲ့အခါကအဖေဟာအသက်ပင်ကြီးပေမဲ့လည်းရှေးမြန်မာမင်းလက်ထက်ကလေးကစစ်မျိုးဆွနေဖြစ်လေတော့အစိုးရမင်းများကအသက်ပင်ကြီးပေမဲ့လည်းအမှုထမ်းခွင့်ပြုခဲ့ပါတယ်ဒါနဲ့ပဲကျွန်တော်တို့အဖေကလိုက်သွားပြီးစင်မီပင်မှာမကြမ်းမမရှိတာနဲ့စစ်ကြီးမပြီးခင်6လလောက်မှပဲပြန်လာခဲ့ရပါတယ်စစ်ထဲမှာအမှုထမ်းရွက်စဉ်အခါကလာကများဘလောက်ရတယ်မပြောတတ်ပါဘူးပြန်လာတော့ငွေတော်တော်များများကြီးပါလာတဲ့လက္ခဏာပဲပြန်လို့ခဏလောက်ကြာရင်ပဲမျိုးပဲလမ်းမှာအင်ကြီးတစ်စောင်းဝဲဒီကခြံကိုလည်းဝဲပြီးအင်မတန်ခန်းခန်းနာနာနေထိုင်ခဲ့တာကျွန်တော်တို့လည်းစစ်မှုထမ်းရွက်တယ်ဆိုတာတဝမ်းတစ်ခါလှစားနိုင်တောက်နိုင်ရုံလောက်ထင်တာအဖေမှာတော့ဗျာငွေကြေးတွေပါလာလိုက်တာအံ့ဩမိပါရဲ့အံ့ဩပေမဲ့လည်းဘယ်နည်းနဲ့ရလေကောင်းကောင်းမွန်မွန်နေထိုင်ရလို့လှပသုံးဆွဲရရင်ပြီးရောလို့ဘာမှမေးခြင်းမန်းခြင်းမလုပ်ခဲ့ဘူးဗျကျွန်တော်တို့မှညီကို2ယောက်ရှိပါတယ်ဘိုးရွဲတဲ့ဘိုးကဲတဲ့အမွှာမွေးခင်ဗျဒါနဲ့ကျွန်တော်တို့အဖေမိတ်ဆွေဥသာဟန်တယောက်ပျောက်ဆိုးသွားတယ်လို့သတင်းစာတွေထဲမှာတွေ့တော့ဘယ်နည်းနဲ့ပျောက်ချင်းမလားပျောက်ရလေတလဲလို့အဖေရှိမှကျွန်တော်တို့ညီကို2ယောက်တိုင်ပင်နှီးနှောကြတော့အဖေကလည်းဘာမှဝင်ပြီးမပြောဘူးဗျပြောတော့ပြောပါရဲ့လေသူလည်းပဲမသိတဲ့ဟန်နဲ့တခွန်းဝင်ပြီးပြောပါရဲ့ဒါပေမဲ့လည်းဥသာဟန်ပျောက်ဆုံးတဲ့အကြောင်းဟာဘာကြောင့်ပျောက်ဆုံးမှကျွန်တော်တို့အဖေသိရှိကြောင်းကိုကျွန်တော်တို့လည်းနည်းမှမရိပ်မိဘူးဗျာဒါပေမဲ့လည်းကျွန်တော်တို့တခုတော့ရိပ်မိတယ်ဗျဘာလဲဆိုတော့ကျွန်တော်တို့အဖေဟာစစ်ထဲကပြန်လာပြီးတဲ့နောက်တစုံတစ်ခုဘေးဥပတ်အန္တရာယ်ကိုအစင်မပြတ်ကြောက်ဝင်နေတဲ့လက္ခဏာရှိတယ်ဗျဘာရဲ့လို့တော့မဆိုနိုင်ဘူးတစုံတစ်ခုကိုတော့သူအမှန်ကြောက်နေတာဘာကြောင့်ကျွန်တော်တို့သိလဲဆိုတော့ကျွန်တော်တို့အဖေကအရင်တော့ကအင်ပတန်တက်တီကောင်းပြီမဲ့စစ်ထဲကပြန်လာပြီးတဲ့နောက်တော့တယောက်ထဲတောင်မှလမ်းမလျှောက်ဝန်းတော့ဘူးဗျပြီးတော့လဲစိုးပေးဆိုတဲ့ခွေးကြီးတွေကိုလည်းဝဲပြီးမွေးထားတယ်တနက်လိုင်စင်ကိုလည်းမရအောင်ရှောက်တောင်းပြီးကပိုက်ထဲကကိုဘယ်ခါမှမချဘူးဒီဟာတွေမြင်တော့ကျွန်တော်တို့ညီကိုနဲ့အကျိုးကြောင်းကိုလည်းမေးပေမဲ့လည်းမပြောဘူးပြီးတော့လည်းပဲကျွန်တော်တို့အဖေကတစ်သားချီတောင်းနဲ့လူများမြင်အင်မတန်လန့်တတ်တယ်ဗျဟိုတလောကလူတယောက်မြေထားနေမိရှာလို့ခြေတော့မှတစ်သားကြီးတက်ပြီးတောင်းစားနေရရှာတာအဖေမြင်တာနဲ့ဘာများအောက်မိတယ်မပြောတတ်ပါဘူးဗျ6လူပြင်းနဲ့တွားပစ်လိုက်တာကန်ကောင်းလို့မမှန်တာဗျဒါတောင်ကျွန်တော်တို့မှာပလိတ်တွေဘာတွေငွေတွေထိုးလိုက်ရတာပတ်စံတော်ကုန်သွားသေးတယ်ဟိုတုန်းကတော့ဒီတစ်သားချီတော့ကိုအဖေဘာကြောင့်ဒီလောက်မုံမာလိမ့်မတုံးလို့အောက်မိတာနောက်ကြတော့မှအတိတ်ပဲရိပ်မိတာကိုဒါနဲ့ပြောရအောင်မယ်ဒီကမန်နင်းညို့ရဲ့အဖေဥသာဟန်ပျောက်ဆုံးကြောင်းစားတစ်စောင်ရတယ်ဗျာစာရလို့ဖွင့်ပြီးလဲဖတ်ကြရောအဖေလည်းမျက်နှာတွေမဲပြီးတုံရင်နဲ့အခြေပြတ်သွားလိုက်တာကျွန်တော်တို့ကဘာအကြောင်းလဲလို့မေးလို့လည်းမရဘူးအဲ့ဒီနေ့ကစားပြီးကျွန်တော်တို့အဖေလည်းမကြမ်းမာဖြစ်လိုက်တာဗျာဒီစာလည်းကျွန်တော်တို့မမြင်ရပါဘူးဒီလိုနဲ့တဖြည်းဖြည်းတပိတ်ပိတ်တညွန်နဲ့ဖြစ်ပြီး2လလောက်အကြာမှာအိပ်ရထဲလုံးလဲပါရောဒါနဲ့တနေ့တော့ကျွန်တော်အဖေကနေအမောကြီးဆိုင်ပြီးတေးအံ့ဆဲဖြစ်နေလေတော့ကျွန်တော်တို့ညီကို2ယောက်လဲအနာကမခွာပဲပြုစုနေခဲ့ကြတာည7 နာရီအကျော်အချိန်လောက်မှာတကားတွေအကုန်ပိတ်ခိုင်းပြီးတော့ကျွန်တော်တို့2ယောက်ကိုအနာခေါ်ပြီးပြောပါရောကျွန်တော်တို့ညီကို2ယောက်လဲဂရင်တစ်ဖက်တစ်ချက်ကဒူးထောက်ပြီးနားထောင်နေကြတာဘာများပြောသလဲဗျာပြောစမ်းပါအောင်ဒီလိုဗျငါသားများရဲ့တဲ့အဖေမှာအခုစိတ်မအေးတဲ့အချက်တစ်ခုရှိတယ်တဲ့ဒီအချက်ကဘာလဲဆိုတော့ဥသာဟန်ရဲ့သမီးမန်နင်းညုတ်ကလေးကိုအဖေကမတရားသဖြင့်နစ်နာအောင်ပြုကျင့်ခဲ့မိပါတယ်တဲ့အဖေမှာပစ္စည်းဘန်နာတွေများစွာရှိတဲ့အထက်ကမန်နင်းညုတ်ကလေးကိုတဝက်များရထိုက်ပေမဲ့အဖေကလောဘထွဲပြီးတပြားတစ်ချက်မှခွဲပြီးမပေးပဲနေခဲ့မိပါတယ်တဲ့လောဘတက်ခဲ့ပါကလားတဲ့ကိုလည်းကုံအောင်မသုံးနိုင်သူများလည်းခွဲဝေပြီးမပေးရတက်ခဲ့ပါကလားလို့ပြောပြီးခေါင်းအောက်ကကနုကမတစ်တာကလေးတစ်လုံးထုတ်ယူပြပြီးဒီအထဲကနေပလဲကောင်းပလဲမြတ်30ကိုမန်နင်းညွန့်ထံပေးဖို့အဖေကြံခဲ့ပြီမဲ့ပေးကနီကြရင်လက်တုံပြီးမပေးရနိုင်ဘူးတဲ့ဗျာဒီတော့ငါမရှိတဲ့နောက်ကိုမင်းတို့ကပေးဖို့ရစ်ကြပါလို့ပြီးတဲ့တခါအဖေကမန်နင်းညွန့်နဲ့ငါတို့နဲ့ဆက်သွယ်ပုံအကြောင်းပြောပြအောင်မယ်တဲ့မန်နင်းညွန့်အဖေဥသာဟန်ကနှလုံးရောဂါဆွဲနေတယ်တဲ့ဆွဲကပ်ပေမဲ့လည်းဒီအကြောင်းဘယ်သူမှမသိဘူးတဲ့ငါတယောက်သာသိတယ်လို့ပြောပါတယ်သူလည်းခပ်ပေါ်နဲ့နေခဲ့တာပေါ့လေဒါနဲ့စစ်မြေပြင်မှာအတူတူကထမ်းရွက်နေကြတော့ငါတို့နှစ်ယောက်ပစ္စည်းဘန်နာများစွာကိုအတူတူကရရှိကြတယ်တဲ့ဘယ်ပုံဘယ်နည်းနဲ့ရတယ်ဆိုတာကိုတော့အဖေပြောပြဖို့အခြေမရှိဘူးဒါနဲ့အဖေကအရင်ပြန်နှေးလို့ပစ္စည်းတွေယူပြီးလာနေခဲ့တာနောက်သူလည်းရောက်တော့သူ့အတွက်အစုပါလာပြီးတောင်းတာပေါ့တောင်းလာတော့ငါတို့နှစ်ယောက်အဝေးမညီကြဘူးပေါ့အဝေးလည်းမညီတော့တယောက်ယောက်မူလာကဲလာနဲ့စကားများပြီးဖြစ်နေကြတော့ဘုံနေဆိုတကယ်ကြီးမောင်သားဟန်ကဒေါသတကြီးနဲ့ထိုင်ရကနေထလိုက်ပါရောထားလိုက်တာနဲ့တပြိုင်နဲ့သူရင်ပဲသူနှိပ်ပြီးရှေ့ကိုထိုးသွားငါလဲစီးပြီးဆွဲမဲ့လှုပ်တော့မဆွဲမိဘူးဟေးမျက်နာနဲ့ကြာသွားရှာပြီးတန်တစ်တာနဲ့ခေါင်းနဲ့စောင့်သွားပြီးကျမ်းပေါ်မှာပက်လက်ကြီးစင်းနေပါရောဒီတော့အဖေကထူမယ်လို့လဲလှုပ်ရောအသက်လည်းမရှိရှာတော့ဘူးတဲ့
ခုနေကပြောခဲ့တဲ့နှလုံးယောဂနဲ့ပဲတီရှာသလားတစ်တာနဲ့စောင့်မိလို့တီရှာသလားအဖေတော့မပြောတတ်ပါဘူးကွယ်ဒါပေမဲ့လည်းအဖေလက်ချက်ကြောင့်တီရှာတယ်လို့မဟုတ်ပါဘူးကွယ်အဖေလည်းတီကာနီငါသားတွေကိုလိမ်ပြီးမပြောပါဘူးဒါနဲ့အဖေလည်းဘယ်နဲ့လောက်ရမယ်မသိဒါနဲ့အံ့အားသင့်ပြီးနေတော့မှအိမ်မှာခိုင်းတဲ့အစီကံငပြားကအခန်းထဲဝင်ပြီးလာတော့ကိုကွယ်လာချင်းသူကတကားကိုပိတ်ပြီးဆရာကြီးဘာမှမစိုးရိမ်နဲ့ကျွန်တော်တယောက်လုံးရှိသေးတယ်တဲ့ဆရာသားကြောင့်ဘယ်သူမှမသိစေရဘူးကျွန်တော်နှုတ်လုံပါတယ်ဆရာရဲ့တဲ့ဒီတော့အလောင်းကိုအသားကလေးမြုပ်ပစ်လိုက်ပြီးရောမဟုတ်လားဆရာတဲ့ပြောတာကိုကွယ်ဒီတော့ငါမတက်ကြောင်းပြောတော့သူကကျွန်တော်သိပါတယ်ဆရာတဲ့ဆရာတို့လက်ဦးစကားများတာရောများပြီးဆရာကရိုက်လိုက်တဲ့အတန်ကျွန်တော်ကြားပါတယ်မကွယ်ပါနဲ့ဆရာတဲ့ကျွန်တော်ကိုယုံကြည်ပါနှုတ်လုံးပါတယ်ကိစ္စမရှိပါဘူးတအိမ်လုံးလဲအိတ်ကုန်ကြပြီတဲ့အလောင်းကိုအသားကလေးလူမသိအောင်မြုပ်ပစ်လိုက်ပြီးရောမဟုတ်လားတဲ့ပြောတာကိုကွယ်ဒီတော့ကို့အစီကံကတော့ကုသက်တယ်ထင်နေပြီးဥစ္စာယုံကြရင်လဲငါစကားကိုယုံကြမယ်မဟုတ်တော့ဘူးမယုံမှတော့ငါခက်ရချေရဲ့လို့အောက်မိပြီးငပြားအကြံတိုင်းလိုက်နာပြီးအလောင်းကိုဆရာတပည့်နှစ်ယောက်ညာတွင်ချင်းဝင်းထဲမှာတူးပြီးမြုပ်လိုက်ကြတာကိုမောင်မိုးကလေးဖခင်ရဲ့အကြောင်းအရာတွေကိုကြားသိရတာနဲ့တပြိုင်နက်မျက်ရည်မစဲနိုင်အောင်ရှိနေရှာတယ်ပြီးတော့မောင်မိုးကလေးဆက်လက်ပြီးကိုင်းဒီတော့ဒီအမှုမှာကျွန်တော်တို့အပြစ်မဟုတ်ကြောင်းထင်ရှားပြီမဟုတ်လားခင်ဗျာဒါနဲ့အဖေကပြောတာဆက်ပြီးကျွန်တော်ပြောပြရစေဦးငါတို့လည်းအလောင်းကိုတူးပြီးမြုပ်ပြီးတော့လောဘထွက်လာပြန်တာကိုကွဒီလောင်းကိုဖုံးဖိနိုင်ရင်ပစ္စည်းကိုလည်းငါမဖုံးဖိနိုင်ဘူးလားတဲ့ဒီတော့ဒီပစ္စည်းတွေဆိုင်ရာအမွေခံအမွေစားတွေကိုခွဲဝေးပြီးမပေးပဲငါကြီးတယောက်တည်းယူရရင်ဘသူကတီးနိုင်အောင်မလဲဘွေဖောက်လာပြန်တာကိုကွကိုင်းပြောနေစကားရှင်းနေရော့မယ်ငါအသက်ရှင်စဉ်အခါလောဘနိုင်ငံလိုက်ပြီးပေးတဲ့ပစ္စည်းတွေကိုသူ့သမီးကလေးကိုမပေးပဲရှိခဲ့ပေမဲ့ငါတည်ပြီးတဲ့နောက်တော့မင်းတို့ကမနစ်နာအောင်ပြည့်စုံစောက်ရှောက်ရေးကြပါကွယ်ငါသားများပစ္စည်းများအနက်ကတဝက်ကိုသူ့သမီးထံပေးဖို့လိုက်ကြပါကဲပစ္စည်းထားတဲ့နေရာအဖေပြောပြအောင်မယ်နားထောင်မင်းတို့နားကိုအဖေပစနာကတ်ကြစမ်းကွယ်ပစ္စည်းထားတဲ့နေရာကလေးလို့ပြောကရှိသေးတယ်ပြုံးကလေးဆိုမျက်လုံးကြီးတွေပြူးပြီးလာတာကိုဗျလာပြီးလဲနေရာကလက်ထောက်ပြီးထားမလို့လောက်ရပဒင်းပေါက်စီကိုလက်ညှိုးထိုးပြီးဟိုကောင်မဝင်ပါစေနဲ့လောက်ကြပါဟိုကောင်မဝင်ပါစေနဲ့လို့ကြောက်ဝါလာနဲ့ဟစ်ပြီးအော်တာကိုဗျဒီတော့ကျွန်တော်တို့လည်းပဒင်းပေါက်ကိုပြုံးကနေကြည့်လိုက်တာလာပဒင်းပေါက်အပြင်ဘက်မှာလူတစ်ယောက်မှန်ပဒင်းနဲ့မျက်နှာနဲ့ကပ်ပြီးကျွန်တော်တို့စီကိုကြည့်နေတာတွေ့ရတယ်ဗျဒီလူမျက်နှာကနှာခမ်းမွေးကောင်းဆိုဗျာဂျာမန်ဘရင်ကိုင်ဆာနှာခမ်းမွေးမျိုးဗျမျက်လုံးကလည်းပြူးတဲ့အပေါ်မှာအင်မတန်မုန်းထားတဲ့စိတ်နဲ့ကျွန်တော်တို့ကိုစိုက်ပြီးကြည့်နေတာကိုဗျဒီလူမြင်တော့ကျွန်တော်တို့ညီကိုနှစ်ယောက်လည်းပြုံးကနေဆိုထားပြီးသူရှိရပဒင်းပေါက်ကိုပြေးသွားကြတာအနားလဲရောက်ကြောသူလည်းမရှိတော့ဘူးဒါနဲ့ကျွန်တော်တို့လည်းအဖေကလေးနာပြန်လာကြရောက်ကြောအဖေလည်းအသက်မရှိတော့ဘူးဒါနဲ့ပဲအဲ့ဒီညကအဖေအလောင်းပြင်းပြီးအိတ်ကြတော့မနေ့ကျတော့ကျွန်တော်တို့အဖေတစ်တာတွေဇပွဲအန်ဇဲတွေတည်ရအိတ်တွေအကုန်လုံးမှွေထားလိုက်တာပွားနေတာပဲပြီးတော့လည်းအဖေအလောင်းနာမှာတွဲအဲ့နဲ့စာရွက်ကလေးတစ်ခုကိုထိုးပြီးစာရွက်ကိုကြည့်တော့လေးဦးသားလက်ချဲလို့ရေးထားတာကိုတွေ့ရတယ်ဗျာဒီတော့ကျွန်တော်တို့လည်းဒီဟာတွေကဧကန္နညကမြင်လိုက်ရတဲ့လူလက်ချက်ပဲဆိုတာတွေးမိတယ်သူကိုဘယ်စီရှာမလဲမတွေးတတ်ဘူးဘာပစ္စည်းများပျောက်သေးတယ်လဲဗျကျွန်တော်တို့သိသလောက်ဘာပစ္စည်းမှမပျောက်ဘူးဗျကျွန်တော်တို့တခုတော့တွေးမိပါရဲ့ညကအဖေနဲ့ကျွန်တော်တို့မြင်လိုက်တဲ့လူဟာအဖေတစ်သက်လုံးကြောက်ပြီးနေတဲ့လူပဲကိုဆိုတာတော့တွေးမိလိုက်ပါတယ်ဒါပေမဲ့ဘာကြောင့်ကြောက်မှန်းတော့ကျွန်တော်တို့လည်းမတွေးမိဘူးပြောပြီးမောင်မိုးကလည်းစစ်လေးကိုညှိပြီးကျွန်တော်တို့ရဲ့အံ့ဩတဲ့မျက်နှာတွေကိုကြည့်ရှုပါသဘောကျတဲ့အမူအရာနဲ့ရှိနေပြီးနောက်ဆက်ပြီးပြောပြန်တာကတော့ကိုင်းဒီတော့အဖေလည်းသေသွားပြီပစ္စည်းတွေလည်းဘယ်အရက်ဘယ်နေရာမှာဝှက်ထားခဲ့တယ်ဆိုတာလည်းပြောလဲမသွားဘူးဒီတော့ဒီပစ္စည်းကဧကန္နခြံဝင်းအတွင်းတနေရာမှာမြုပ်ပြီးထားမှာပဲလို့သဘောရတာနဲ့အဖေဇာပနာကိစ္စပြီးချင်းတဝင်းလုံးတစ်ချံလုံးတူးလိုက်ဆွလိုက်ကြတယ်ဆိုတာဘယ်ပြောကောင်းလဲဗျာတဝင်းလုံးဘဒုအောင်ကျသွားတာပဲဒီလိုနဲ့ရှာလိုက်ကြတာ3-4လသာရှိသွားပါရောပစ္စည်းဆိုဘာအစနာမှမတွေ့ရဘူးဒီတော့ကျွန်တော်တို့မှပြောကနေဆဲကလေးမှအဖေအသက်ထွက်သွားလေခြင်းတို့အင်မတန်ယူကျုံမရဖြစ်ပြီးမချိမဆန့်ဖြစ်နေတာကိုဒီပစ္စည်းတွေကဘလောက်အဖိုးတန်မဲမတန်ဆိုတာသူပြခဲ့တဲ့တစ်တာကလေးတစ်ခုကြည့်ရုံနဲ့သိနိုင်လောက်တာကိုဗျာဒီပလဲတွေအတွက်လဲကျွန်တော်အကူနဲ့ကျွန်တော်စကားများကြရသေးတယ်အကူကအဖေလိုပဲအင်မတန်လောဘထွက်တဲ့လူတစ်ယောက်ဗျာနောက်မှကျွန်တော်အတန်တန်ပြောနိုင်လုံးလို့မိန်းကလေးမှမငတ်မို့မစင်းရရအောင်ပလဲတွေကိုတစ်လုံးစီလီပြီးပို့ဖို့သူ့သဘောတူတာကိုရရမဟုတ်လားဗျာမင်းညောရပါတယ်ရှင်ပလဲ12လုံးကျမရပါတယ်ဒီအတွက်လဲကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်စရာမရှိပါဘူးမင်းညောရဲ့ကျွန်တော်တို့ကဥစ္စာထိန်ပါမင်းညောကဥစ္စာရှင်ပါကျွန်တော်တို့မှာတော့ဒီပစ္စည်းများအနှက်ဘလောက်ထိုးပြီးအဖေသုံးဆွဲခံမှမသိပါဘူး
ချမ်းမြေအိမ်မြေလဲတော်တော်ပဲကြံရစ်ရှာပါတယ်ဗျာဒီကမန်နင်းညွန့်မှာတော့တပြားတစ်ချမ်းမှသုံးဆွဲရသေးတာမရှိဒီဟာလောက်ကလေးကတော့ကျွန်တော်တို့တင်ပို့လိုက်တာများကြီးစုတင်ဖို့မရှိပါဘူးဗျာဒါပေမဲ့လည်းအကူကြီးကတော့ကျွန်တော်တို့သဘောမထားဘူးဗျာတဲပြီးသူများဥစ္စာနဲ့သူများပေးရတာတော့နှမျောတက်တယ်လူဒါနဲ့ကျွန်တော်လဲဒီဘက်အိမ်ကိုပြောင်းလာခဲ့ပါရောဒီလိုနဲ့တယောက်တအိမ်နေထိုင်လိုက်ကြတာမနေ့ကတော့သတင်းလူတစ်ခုကြားရပါရောဗျာကြားလေတော့မန်နင်းညွန့်တန်းကျွန်တော်အကြောင်းကြားအကူကြီးလည်းအညီမျှခွဲဝေကြဖို့ပြောခဲ့ပြီးပဲဒါပေမဲ့လည်းလူစိတ်ကခဏခဏပြောင်းလဲတက်လေတော့ဘာများပြောပြန်အောင်မသိသေးဘူးဗျာကျွန်တော်တို့ဒီညာပဲလာကြမယ်လို့လဲကျွန်တော်ပြောခဲ့ပါတယ်မျောတော့မျောနေမှာပါအဝေးညီကြမယ်မညီကြမယ်တော့ကျွန်တော်မပြောတတ်ပါဘူးကဲဒါပါပဲဗျာလို့ပြောပြီးမောင်ဘိုးကလေးကျွန်တော်တို့မျက်နှာကိုအကဲခက်လက်ရှိလေရင်ကျွန်တော်တို့မှလည်းအထက်ပါထူးဆန်းလာတဲ့အချင်းအရာတွေကိုကြားရတာကြောင့်တွေးတော့ကရှိနေကြရကနေမောင်ဆန်ရှားလဲထိုင်ရန်ကထပြီးတော်ပါပြီလေဗျာကိုဘိုးကဲခင်ဗျားသဘောရိုးဖြောက်ဖို့ချီးမွမ်းမိပါတယ်။ကိုင်ခင်ဗျားလဲခင်ဗျားသိသလောက်ပြောပြပြီးပြီ။မရှင်းလင်းတဲ့အချက်ကလေးတွေကျုပ်တို့ကူပြီးရှင်းနိုင်မလားမသိသေးဘူးကဲလာကြဗျာ။ညင်လဲတော်တော်နှက်သွားပြီးကိစ္စပြီးအောင်ဟာကိုဘိုးရွဲအိမ်ကိုသွားလိုက်ကြအောင်ဆိုဗျာ။ဒီနောက်မောင်ဘိုးကဲလဲအဝတ်တွေကိုလဲလဲပြီးကျွန်တော်တို့လေးဦးသားဟာအစောကမော်တော်ကားနဲ့ပဲထွက်လာခဲ့ကြပြန်ဟာလန်ခီမှာမောင်ဘိုးကဲလဲပါဇက်ကိုခိတ္တမြပိတ်၍မနေပဲမရဲမစဲစကားပြောနေပါတယ်။ကျွန်တော်အကိုကဒီပစ္စည်းကိုရှာတဲ့နေရာမှာအင်မတန်ဇွဲကောင်းတဲ့လူတစ်ယောက်ပဲဗျ။ဝန်ချန်ထဲမှာနှံ့နေအောင်လိုက်တူးပြီးလို့မတွေ့တော့ဘဲနဲ့လှုပ်တယ်လေသိလားအိမ်ထဲမှာဟိုနန်းရန်ခောက်ဒီနန်းရန်ခောက်ဟိုကျန်းခောက်ဒီကျန်းခောက်နဲ့နောက်ဆုံးကြတော့အိမ်ပေါ်မှာပစ္စည်းအဟောင်းတွေဘာတွေထားတဲ့အခန်းပေါ်ကမျက်နှာချက်ထဲမှာသွားပြီးတွေ့တယ်ဆိုကြပဲဗျမျက်နှာချက်မှာအပေါက်ကလေးလူတစ်ယောက်ဝင်သားရုပ်ဖောက်ပြီးအန်ကြောက်ပိတ်ထားတယ်ဆိုတာကိုဗျပစ္စည်းတွေကလည်းကျွန်တော်အကူမှန်းချက်အရတော့9 သိန်းလောက်တန်လိမ့်မယ်လို့ပြောပါတယ်ဒီလိုပြောလိုက်တော့ကျွန်တော်တို့လည်းအံ့အားသင့်လျက်ရှိနေကြပါတယ်အဲ့ဒီလိုပြောဆိုဆိုနဲ့လာရောက်ခဲ့ကြရာတခဏများကြားတော့မော်တော်ကားလည်းမြို့ဘက်လမ်းကအင်ကြီးတစ်ဆောင်အတွင်းကိုဝင်ပြီးစင်ဝင်အောက်မှာရက်တန့်ပါတယ်ထိုအချိန်၌ကည7 နာရီကြော်ခန့်ရှိပြီးဖြစ်လေရာကျွန်တော်တို့ဆိုက်ရောက်ပြီးနောက်မော်ဘိုးကဲကကိုကျော်လာဗျိုးကိုကျော်လာလို့ခေါ်လိုက်ရမှာအသက်40ကျော်အရွယ်ခွင့်လူတစ်ယောက်လဲလက်ဆွဲမှန်အင်ကိုဆွဲကိုင်းပြီးထွက်လာရမော်ဘိုးကဲကိုမြင်လိုက်တော့အလိုဆရာလားခင်ဗျဝမ်းသာလိုက်တာခင်ဗျအခန့်သိမ့်လိုက်တာကျွန်တော်ဖြစ်အကြက်ကြနေလို့ဘယ်နဲ့လောက်ရမှမသိဖြစ်နေတော့ဆရာရောက်လာတာအခန့်သိမ့်လိုက်တာလို့ပြောပြီးကျွန်တော်တို့ကိုအိတ်တွင်းသို့ခေါ်ကအိမ်အောင်အခန့်ခန်းမှာနေရာထိုင်ခင်းပေးပါတယ်ဒီနောက်အစီကံကိုကျော်လာလဲမောင်ဘိုးကဲကိုခေါ်ပြီးခိတ္တမြစကားတီတူပြောဆိုပြီးလင်မောင်ကျော်လာလဲမောင်ဘိုးကဲကိုအိမ်ပေါ်ကိုခေါ်သွားပါတယ်တခဏမြကြာတော့မောင်ဘိုးကဲလဲမျက်လုံးပြူးပြူးမျက်စံပြူးပြူးနဲ့လှေကားကနေပြေးပြီးဆင်းလာပြီးလာကြပါဦးဗျာကြည့်လိုက်ကြပါဦးဗျာအကိုကြီးဘာဖြစ်မှမသိပါဘူးခင်ဗျာဟုပြောလေအစီကံကိုကျော်လာလဲနောက်ကနေလိုက်လာပြီးကိုင်းတစိတ်ကလေးအိမ်ပေါ်တက်ပြီးကြည့်ကြပါဦးဗျာလို့ပြောတာကြောင့်ကျွန်တော်တို့အားလုံးလည်းအိမ်ပေါ်ကိုတက်သွားကြပါတယ်လေကားအတက်မှာကိုကျော်လာကကျွန်တော်ဆရာကိုဘိုးရွက်ကဒီနေ့တနေ့လုံးသူ့အခန်းထဲကမထွက်ဘူးဗျကျွန်တော်လည်းမခေါ်ဖို့တာနဲ့မခေါ်ဘူးထမိန်စားချင်းကကျွန်တော်သွားပြီးအခန်းထဲကိုခောက်ပြီးမဲလည်းမထုဘူးဗျကျွန်တော်ပြင်စိတ်လေးလိုက်တာဗျဘဲနဲ့မျက်နှာထားကြီးနဲ့လှုပ်ပြီးနေပဲမသိပါဘူးလို့ပြောရင်းဆိုရင်ကျွန်တော်တို့လည်းမောင်ဘိုးရွက်အိတ်ခမ်းဝါကိုဆက်ရောက်ကြပါတယ်ဒီခဏမှာပဲမောင်ဘိုးကဲကလည်းကြောက်တတ်တဲ့သူတယောက်ဖြစ်တာနဲ့အညီသွားများခိုက်တုံအောင်ရှိနေပါတယ်မောင်ဆန်ရှားလည်းဒီအခန်းပဲမဟုတ်လားလို့ပြောပြီးတကားပတ်တာကြားကနေချောင်းပြီးအခန်းတွေကိုတခဏမှကြည့်ပြီးနောက်ရုတ်တရက်နောက်ကိုပြန်ဆုပ်ပြီးအလိုလေးဖေးဘဲနဲ့ဟာလေဟေးလို့ပြောပြီးဆက်ဆုပ်တဲ့မျက်နှာထားနဲ့ရှိနေရကျွန်တော်လဲထိုနီးတို့ပတ်တာကြားကနေငုတ်ရကြည့်လိုက်ရတွင်အသေးနှလုံးတုံလို့ဝဲအချင်းအကိုတွေ့မြင်ရပါတယ်ပြီးတော့တခုသောပြတင်းပေါ်ပွင့်လျက်ရှိပြီးလာရောက်ဟာအခန်းတွေကိုတိုးဝင်လျက်ရှိရာ၎င်းလာရောက်မှာလူတယောက်ရဲ့မျက်နှာဟာကျွန်တော်တို့ရှိရဘက်ကိုတဲ့တဲ့လှဲ့ပြီးအောက်ပိုင်းကတော့လာရောက်မတိုးတာကြောင့်မှောင်မန်းလျက်ရှိနေရကမျက်နှာသီးသားလင်းတွဲလောင်းဆွဲလျက်ရှိနေတာကိုတွေ့မြင်ရပါတယ်၎င်းမျက်နှာကလည်းထိပ်ပြောင်ပြောင်ရှိတာကြောင့်မောင်ဘိုးကဲရဲ့မျက်နှာနဲ့အလွန်တူတာကြောင့်ကျွန်တော်တို့မှာမောင်ဘိုးကဲပင်ဖြစ်လေသလားလို့ကျွန်တော်အနီးမှာရက်နေတဲ့မောင်ဘိုးကဲကိုပင်စမ်းသပ်ပြီးကြည့်မိလိုက်ပါတယ်၎င်းရဲ့မျက်နှာကလည်းအလွန်တရာရှင်ပြလာတဲ့ဟန်းနဲ့ကျွန်တော်တို့ရှိရဘက်ကိုလှည့်ပြီးပြုံးရည်နေသလိုရှိနေသည်ဖြစ်ရာလာရောက်မှမြင်ရတဲ့အခါရှုံမဲပြီးနေသည်ထက်ပင်နဲ့ကြောင်းမပွဲကောင်းလာပေတယ်ဒီလိုကြောင်းမပွဲအချင်းအကိုတွေ့မြင်ရရင်ကျွန်တော်လည်းကြောက်ရွံ့တုန်လို့လာတာနဲ့ကြောက်စရာကောင်းလာကြီးကလားကိုဆန်ရှားဗျာဘဲနဲ့ဟာကြီးလေဘဲနဲ့လှုပ်ပြီးအခန်းထဲဝင်မလဲဗျတကားလည်းအတွင်းဘက်ကပိတ်ထားတယ်မောင်ဆန်ရှားကတကားကိုပိတ်ထားရင်အတင်းဖွင့်ရမှာပေါ့ဗျာလို့ပြောပြီးမောင်ဆန်ရှားလည်းကိုနဲ့ပြစ်လဲပြီးအတင်းတွန်းပိတ်မဲ့တကားကလှုပ်ယုံများသာရှိပါတယ်ဒီအခါကျွန်တော်ရဲ့မောင်ဘိုးကဲရဲ့နဲ့တကွအစီကံမောင်ကျော်လာတို့လည်းဝင်ရောက်ကူညီကြပြီး1နဲ့3လို့ဗျိုင်းတို့အချက်ပေးက4ယောက်သားတို့တညီတညာတဲ့ပြေးဝင်တိုက်ခိုက်ကြမှတကားလည်းအတွင်းကိုကြကပွင့်သွားပါတယ်ဒီလိုတကားပွင့်သွားတာကြောင့်ကျွန်တော်တို့လည်းအခန်းတွေကိုဝင်ကြတဲ့အခါမန်းညွန့်ကလေးမှကြောက်ရှာလာတာကြောင့်ခိုက်တုံးပြီးကျွန်တော်တို့မှသူ့ရဲ့လက်ကိုစုပ်ကိုင်းပြီးအားပေးစကားပြောကြရပါတယ်
ဒီလိုရှိနေစဉ်အချိန်မှာကျွန်တော်တို့ကမောင်ကျော်လာကိုင်ဆွဲတဲ့လက်ဆွဲမီအိမ်ရဲ့အလင်းရောင်နဲ့အခန်းရဲ့အခြေအနေကိုကြည့်ရှုကြရတခုသောထောင်းနိုင်ကကတ္တရာစီထည့်ပြီးထားတဲ့တန်စီတစ်ခုမှောက်လျက်ရှိသည်ဖြစ်နေကြကြောင်းကတ္တရာစီတို့လည်းကျမ်းပေါ်မှာဖိတ်လျက်ရှိနေတယ်အနံ့ကလည်းတခန်းလုံးမှာအနှံ့အပြားပြန့်လွင်နေပါတယ်၎င်းအခန်းမှာအခြားသောထောင်းတစ်ခု၌မန်နေဂျာမှာလူတစ်ယောက်ဝင်သားယုံမျှတာရှိတဲ့အပေါက်ငယ်တစ်ခုလည်းရှိလေရာ၎င်းအပေါက်ကနေအုပ်ဆန်းကျိုးတကျိုးသည်လည်းတွဲလောင်းကျလျက်ရှိပါတယ်ထိုကျိုးကြရာအနီးစပွဲတစ်ခုမှာကပ်ပြီးကလထိုင်တစ်ခုလည်းရှိလေရာ၎င်းကလထိုင်ပေါ်၌ကမောင်ဘိုးကဲရဲ့အကူမောင်ဘိုးရွဲဟာကြောနဲ့ခက်ရိပ်ရိပ်မှီးပြီးဥကောင်းဟာတစ်ဖက်ကိုငှဲ့ပြီးမျက်နှာမှာပြုံးရည်နေသလိုဖြစ်နေလျက်ထိုင်လျက်တီးနေပါတယ်မောင်ဘိုးရွဲရဲ့အလောင်းဟာလည်းတောင့်လျက်ရှိနေပြီဖြစ်ပြီးတေးတာဟာအတန်ကြာပြီလို့ခံမှန်းရပါတယ်စပွဲပေါ်မှာလည်းစာအုပ်ငယ်တစ်ခုကိုလေးဦးသားတို့လက်ချက်လို့ခဲတံနဲ့ရေးထားတာကိုတွေ့ရတာကြောင့်မောက်ဆန်ရှားလဲကြည်စမ်းပြိုကိုသိမ်းမောင်သူတို့လက်ချက်ပဲဘသူတို့လဲဗျမောင်မိုးကဲပြောတော့ကခင်ဗျားနားမထောင်ဘူးလားအော်ဟုတ်ပြီဗျို့ဒါထက်ဘာဖြစ်လို့တေးတယ်လဲဗျာလူသက်လို့တေးတာဗောဗျအော်ကြည်စမ်းပြိုကိုသိမ်းမောင်ကျုပ်ထင်တဲ့အတိုင်းပဲဒီမှာနားနောက်မှာကြည်စမ်းပါလို့ပြောတာကြောင့်ကျွန်တော်လည်းပြာကိုကြည့်လိုက်ရ